မင်္ဂလာပါရှင်။ဒီနေ့ပြောပြမယ့် topic လေးကတော့တိမ်ခေါင်းကင်ဆာအကြောင်းဖြစ်ပါတယ်ရှင်။တိမ်ခေါင်းကင်ဆာဘာကြောင့်ဖြစ်ရလဲပေါ့နော်။တိမ်ခေါင်းကင်ဆာဆိုလို့ရှိရင်ကျမတို့ human papilloma virus ဆိုတဲ့ HPV virus ဆိုတဲ့ပေါ့နော်ရေယုံ virus ကြောင့်ဖြစ်ရတာဖြစ်ပါတယ်ရှင်။ဒီ HPV virus ကဘယ်နေရာတွေမှာနေတာလဲပေါ့ HPV virus ကကျမတို့အမျိုးသားရောအမျိုးသမီးရောနှစ်ယောက်လုံးမှာတွေ့ရပါတယ်ရှင်။ဒီပေါ့ပါးစပ်တွေလေပင်တွေအရေပြားပေါ်တွေနောက်တစ်ခုကအမျိုးပွားအင်္ဂါတွေစအိုပေါက်တွေမှာဆိုလို့ရှိရင် human papilloma virus ဆိုတဲ့ပေါ့နော်တိမ်ခေါင်းကင်ဆာကိုဖြစ်စေနိုင်တဲ့ virus ကနေပါတယ်ရှင်။ဒါဆိုရင်တိမ်ခေါင်းကင်ဆာကဘယ်သူတွေမှာဖြစ်တာလဲပေါ့တိမ်ခေါင်းကင်ဆာကကျမတို့အိမ်အောင်တွေမှာလည်းဖြစ်တယ်နောက်တစ်ခုက lesbian ဆိုတဲ့အမျိုးသမီးချင်းလိင်သူဆက်ဆံတဲ့သူတွေမှာလည်းဖြစ်တယ်နောက်တစ်ခုကအပြိုတွေမှာလည်းဖြစ်နိုင်ပါတယ်ရှင်အပြိုဆိုတာကတော့ကျွန်တော် sexual content တစ်ချိန်မှမဖြစ်ဘူးတဲ့သူတွေမှာလည်းဖြစ်နိုင်ပါတယ်သူတို့ဒီအများသုံးတဲ့ပေါ့နော်အိမ်နာတွေကနေတစ်ဆင့်ကူးတာမျိုးဖြစ်နိုင်တယ်ရေကူးကန်ကနေတစ်ဆင့်ကူးတာမျိုးဖြစ်နိုင်ပါတယ်ရှင်ဒီလိုမျိုးပေါ့တိမ်ခေါင်းကန်ဆာဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲတိမ်ခေါင်းကန်ဆာဖြစ်အောင်ကျွန်တော်တို့ကာကွယ်ဆေးထိုးလို့ရပါပြီရှင်ကာကွယ်ဆေးကတော့ကျွန်တော်တို့ National Project အရာဆိုလို့ရှိရင်အသက်9နှစ်ကနေစပြီးတော့ကျွန်တော်တို့ထိုးပေးပါတယ်ရှင်ပထမတစ်ချိန်ထိုးတယ်နောက်6လတစ်ချိန်ထိုးတယ်2ချိန်ပဲထိုးရုံနဲ့ရပါပြီရှင်ကျမတို့ကကြတော့မမီခဲ့တာဖြစ်တဲ့အတွက်ကျမတို့တွေထိုးတော့မယ်ဆိုလို့ရှိရင် sexual content တစ်ချိန်မှမဖြစ်ဘူးတဲ့သူတွေဆိုလို့ရှိရင်တော့ကျမတို့ခုတစ်ချိန်ထိုးလိုက်မယ်နောက်တစ်လနေရင်တစ်ချိန်ထိုးမယ်နောက်6လနေရင်တစ်ချိန်ထိုးမယ်3ချိန်ထိုးရင်ရပါပြီရှင်sexual content တစ်ချိန်မှရှိခဲ့ဘူးတယ်ဆိုလို့ရှိရင်တော့ကျမတို့တိမ်ခေါင်းမှာပေါ့နော်တိမ်ခေါင်းမှာသွားပြီး pap smear ဆိုတဲ့ပေါ့နော်နည်းနည်းလေးစစ်ရပါအောင်မယ်ရှင်သူရဲ့ပေါ့ဆဲစားလေးကိုစစ်ပြီးမှစစ်ပြီးကကျမတို့ပထမချိန်ထိုးမယ်နောက်တစ်လတစ်ချိန်ထိုးမယ်နောက်6လတစ်ချိန်ထိုးရင်တော့ရပါပြီရှင်အခုပေါ့နော်တိမ်ခေါင်းကန်ဆာဆိုလို့ရှိရင်တိမ်ခေါင်းကန်ဆာကာကွယ်တဲ့ဆေးကိုဘယ်နှစ်ကနေဘယ်နှစ်ထိထိုးနိုင်လဲဆိုလို့ရှိရင်အသက်9နှစ်ကနေ45နှစ်ထိထိုးမယ်ဆိုရင်ထိရောက်ပါတယ်ရှင်ခုကာလပေါက်ဈေးရဆိုလို့ရှိရင်တော့တိမ်ခေါင်းကာကွယ်ဆေးရဆိုလို့ရှိရင်3,800,000ကျော်လောက်ရှိပါတယ်ရှင်ကျမတို့ကာကွယ်လို့ရတဲ့ကင်ဆာတွေကိုကာကွယ်ဆေးကိုအသုံးပြုပြီးတော့ကာကွယ်သင့်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်